မင်္ဂလာပါခင်ဗျာဗုဒ္ဓသားသမီးတို့အတွက်2026ခုမေလတလလုံးစာနက္ခစီဟောကြီးများနဲ့တလစာဟောတော်ပါမယ်ဗုဒ္ဓသားသမီးတို့အတွက်ဥစွာပထမကောစာတနင်္ဂနွေဂျူမင်းကြီးရဲ့နက္ခစီမှပြောပြတယ်ဟောကြီးများကိုအရင်ဆုံးပြောပြပါမယ်တရက်5လ2026မှာ17ရက်5လ2026အထိကောဇာတနင်္ဂနွေဂျူမင်းကြီးဟာဗရဏီနက္ခနောက်ဒီမေလတလလုံးချက်ဒီကနက္ခယောဟနီနက္ခများပေါ်ကိုကောဇာသွားမှာဖြစ်ပါတယ်အဲဒါကြောင့်ကောဇာတနင်္ဂနွေဂျူမင်းကြီးမေလထဲမှာနက္ခစီတွေရာတနင်္ဂနွေသားဗုဒ္ဓသားသမီးတို့အတွက်ကောဇာတနင်္ဂနွေဂျူမင်းကြီးကကောင်းတယ်တဲ့ကောင်းတယ်ဆိုတော့ဘာကြီးကောင်းတာလဲဆရာပေါ့နော်ကောဇာတနင်္ဂနွေဂျူမင်းကြီးကတော့ဆေရန်ဘာဝရဲ့ကာရကဆိုတော့သူကအသက်မွေးကြောင်းလုပ်ငန်းတွေနဲ့ပတ်သက်လို့ကောင်းတာပေါ့နော်အသက်မွေးကြောင်းလုပ်ငန်းတွေနဲ့ပတ်သက်လို့ဟောပါပေါ့နော်ဟိုအဆင်ပြေပြီးရှိနိုင်တယ်ပေါ့နော်မိမိဘာအသက်မွေးကြောင်းနဲ့နေတာတော့မိမိလုံးနေကြအလုပ်တွေအဆင်ပြေပြီးရှိတာကောဇာတနင်္ဂနွေဂျူမင်းကြီးကဖော်ပြတဲ့ဗုဒ္ဓသားသမီးတွေဟာကြော်ကြားဖို့သူတနင်္ဂနွေဂျူမင်းကြီးကကိတ္တိရုပ်ကိုလည်းပေးတာဖြစ်တယ်နော်တနင်္ဂနွေအားကောင်းရင်တနင်္ဂနွေကကောင်းတယ်လို့ပြောထားတဲ့အချိန်မှာနော်နာမည်တလို့ရဖို့ကြိုးစားနေတဲ့ဗုဒ္ဓသားသမီးတွေနာမည်ရနိုင်တယ်တနင်္ဂနွေဂျူမင်းကြီးကသူကဘာတွေပြောတာတော့ဆိုတော့သူကရွှေလုပ်ငန်းတွေကိုလည်းပြောတယ်နော်ရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလောင်းကစားဆန်ဆန်လုပ်ငန်းတွေနော်လောင်းကစားဆန်ဆန်လုပ်ငန်းတွေအဲ့ဒါတွေလည်းကောင်းတယ်နော်ဟိုပေါ့ဟိုကျွန်တော်တို့ဈေးအတက်ကြကိုကြည့်ပြီးတော့ရောင်းဝယ်ရတဲ့ကိစ္စတွေမစတော့ရှယ်ယာတို့ဘာလို့လုပ်နေတဲ့ဗုဒ္ဓသားသမီးတွေပေါ့နော်အဲ့ဒါတွေအသက်မွေးကြောင်းလုပ်ငန်းအဲ့လုပ်ငန်းတွေထဲမှာပါတယ်ဆိုတော့ကောင်းတယ်ပြီးတော့အဖိုးရံပစ္စည်းတွေလို့အဖိုးရံပစ္စည်းရာတွေပေါ့ဗျာရောင်းဝယ်နေကြတဲ့ဗုဒ္ဓသားသမီးတွေအတွက်လည်းလုပ်ငန်းကောင်းပါတယ်တဲ့နောက်ထပ်ဗာပြောသေးလို့ဆိုတော့ဗုဒ္ဓဂျူမင်းကြီးကတနင်္ဂနွေဂျူမင်းကြီးကအထည်ချုပ်လုပ်ငန်းတွေအကောင်းစားအဝတ်ထည်တွေရောင်းနေရတဲ့လုပ်ငန်းတွေဗုဒ္ဓသားသမီးတွေအတွက်ကောင်းတယ်တဲ့ဟုတ်ပြီနော်ဗုဒ္ဓသားသမီးတွေကောင်းတယ်တဲ့အဲ့တော့ဗုဒ္ဓသားသမီးတွေအတွက်ကတော့တနင်္ဂနွေဂျူမင်းကြီးကောင်းတာဆိုတော့တနင်္ဂနွေဂျူမင်းကြီးကိုယ်တိုင်ကဗုဒ္ဓသားသမီးတွေကိုကောင်းတယ်ဆိုတော့တခြားဂျူတွေရဲ့ဆူယူကလည်းတိတ်အရာမထင်နိုင်ဘူးပေါ့နော်ဆူတယ်ပြောဦးနော်နောက်ထပ်ဗာပြောစရာရှိလို့ဆိုတော့ဗုဒ္ဓသားသမီးတွေအတွက်ဆေးကုသလို့နော်ဥမာပေါ့ဆေးကုမယ်ပေါ့မိမိမှာယူယောဂဖြစ်နေတယ်နှလုံးယောဂဖြစ်နေတယ်ဆိုရင်လည်းအဲယောဂတွေတက်တာမယ်ပျောက်ကင်းမယ်ဗုဒ္ဓဂျူကစီတနင်္ဂနွေဂျူမင်းကြီးစီးနဲ့လည်းပတ်သက်တာဟုတ်နော်စီးနဲ့ပတ်သက်တယ်ဥမာပေါ့ဆရာဝန်ဖြစ်နေတဲ့ဗုဒ္ဓသားသမီးတွေစီးအယောင်းဝယ်လုပ်နေတဲ့ဗုဒ္ဓသားသမီးတွေဒါကောင်းတယ်နော်ခင်ဗျားတို့အတွက်ကောင်းတယ်ဒီတနင်္ဂနွေဂျူနက္ခစီကပြောတဲ့ဂိမ်းပေါ့နော်တနင်္ဂနွေဂျူနက္ခစီကပြောတဲ့ဂိမ်းပြီးတော့ဗုဒ္ဓဟူးဂျူမင်းကြီးကပြောတဲ့နက္ခဂိမ်းကိုမေလတလလုံးစာထပ်ပြောပါဗုဒ္ဓသားသမီးတွေဗုဒ္ဓဂျူမင်းကြီးရဲ့ဗုဒ္ဓဂျူမင်းကြီးကတရက်ကနေ31ရက်နေ့အထိဂျူ9လုံးမို့ပြောင်းတယ်နော်အတဝနီဗရဏီကြတိကယောဟနီမိဂတိတက်ကနက္ခများဖို့ဗုဒ္ဓဂျူမင်းကြီးကတလုံးပြီးတလုံးသွားမှာနော်လုံးပြီးတလုံးသွားမှာဆိုတော့တရက်ကနေ9ရက်ထိအောင်ဗုဒ္ဓသားသမီးတွေကိစ္စဆိုင်နော်စကားပြောဆိုပြီးမအောင်မြင်တတ်ဘူးပြောရဆိုရတာဒီအစင်မပြေတတ်ဘူးနော်မိမိကဥမာပေါ့
ဟောပြောရောင်းဝယ်ရတဲ့လုပ်ငန်းတွေလုပ်နေတာလားအဲဆိုမကောင်းဘူးနော်မိမိကအကယ်၍ပေါ့မိမိကသူများကိုသင်ပေးရတဲ့အလုံးနဲ့အသက်မွေးကြောင်းလုပ်နေတယ်ပေါ့နော်ဗုဒ္ဓကတော့အသက်မွေးကြောင်းကိုကိုစားမပြီးပါဘူးဗုဒ္ဓဂျူမင်းကြီးကသူကဘာဖြစ်တော့ဆိုလေးရန်ဘာဝကာရကလေးရန်ဘာဝကာရကဆိုတော့သူကမိတ်ဆွေတွေနဲ့စကားပြောအဆင်မပြေဖြစ်တတ်တာပေါ့နော်မိတ်ဆွေတွေနဲ့စကားပြောအဆင်မပြေဖြစ်တတ်တယ်ဂရိကဝတ္တိပြတ်တတ်တယ်ဗန္ဓုဘာဝဆိုတော့ခရီးသွားလုပ်ငန်းတွေနော်ခရီးလမ်းခီးမှာလဲကြံ့ကြာနေတာမလိုအပ်ဘဲနဲ့အကုန်ကြများတာခီးသွားမယ်ဆိုရင်နော်မမျော်လင့်မဲနဲ့အခြေအနေမကောင်းတာပေါ့နော်ဟိုအစင်မပြေမှုတွေကြုံတာတွေကိုဗုဒ္ဓဂျုံမင်းကြီးကပြောထားတယ်ဗုဒ္ဓသားသမီးတွေမင်းတို့တဲ့တရက်ကနေ9ရက်ထိအောင်နဲ့အစင်သင်ញင်ပြောပါဆိုပါသွားပါလာပါလှူရှားပါရောင်းဝယ်ပါဥမာပေါ့ဗျာဟိုလုပ်ငန်းလျှောက်လွှာတို့အဆက်အသွယ်တွေပေါ့နော်ဗုဒ္ဓဂျိုမင်းကြီးမီဒီယာတွေကိုလည်းညွှန်းတာဖြစ်တဲ့အတွက်ဗုဒ္ဓဂျိုမင်းကြီးဗုဒ္ဓသားသမီးတွေကိုမင်းတို့တဲ့အဆက်အသွယ်တွေပြတ်တောက်နေမယ်တဲ့အစင်မပြေမှုတွေတဲ့အဆက်အသွယ်ဆိုဖုန်းတို့တယ်လီဖုန်းတို့ကွန်ပျူတာတို့အစရှိတယ်ပေါ့နော်အင်တာနက်တို့အစရှိတယ်မြတ်ဗုဒ္ဓဂျိုနဲ့ဆိုင်တဲ့ကိစ္စတွေလုပ်တော့မယ်ဆိုရင်နေအောင်နဲ့9ရက်ကျော်မှလုပ်တယ်9ရက်5လကျော်မှလုပ်တယ်ဒီလိုဟောတာနော်9ရက်5လကနေပြီးတော့31ရက်5လထိအောင်ဗုဒ္ဓဂျိုမင်းကြီးအကောင်းနေတဲ့ဟုတ်ပြီနော်ဗုဒ္ဓသားသမီးတွေကိုကောင်းနေတဲ့ပြောဟောရောင်းဝယ်ရတဲ့လုပ်ငန်းမှန်သမျှကောင်းတယ်သင်ကြားပြသသင်ယူဟုတ်လားသူများစီမိမိကသင်ယူနေတာလားကိုကသင်ပေးနေတာလားနော်အကုန်ကောင်းတယ်9ရက်နေ့ကနေ9ရက်နေ့နေကမန်းတော့ကနေပြီးတော့31ရက်ကုန်ထိအောင်ဒီဗုဒ္ဓသားသမီးတွေအတွက်ဥမာပေါ့ကွန်ပျူတာဝယ်ချင်တာလားတယ်လီဖုန်းဝယ်ချင်တာလားဘာဖြစ်ချင်တာတော့ဘယ်ကိုအဆက်အသွယ်လုပ်ချင်တာတော့မိမိဆက်သွယ်လိုတဲ့နေရာတွေဆက်သွယ်ဟုတ်လားဗုဒ္ဓဂျူမင်းကြီးပြီးတဲ့ရေရာအတိုင်းဆိုရင်တော့မှုအောင်ကြအောင်နော်မှုနေအောင်အနံ့အသက်ကောင်းတဲ့နေရာတွေမှာနေအနံ့အသက်ကောင်းတဲ့နေရာတွေမှာနေသွားလာဟုတ်လားအနံ့အသက်မကောင်းတဲ့နေရာတွေကိုရှောင်ဒါကတော့ဗုဒ္ဓဂျူမင်းကြီးဗုဒ္ဓဂျူကောင်းပြီဆိုလက်ဆောင်တွေရတတ်တယ်အခွင့်အရေးတွေရတတ်တယ်ဗုဒ္ဓဂျူကောင်းတော့နော်ဒီ9ရက်နေ့ကနေ30ရက်အဆက်အသွယ်ကောင်းတွေရတတ်တယ်အခွင့်အလမ်းကောင်းတွေပေါ်တတ်တယ်စကားကောင်းတွေကြားရတတ်တယ်ကြားလိမ့်မယ်သတင်းကောင်းတွေကြားလိမ့်မယ်ဟုတ်လားနော်ဗုဒ္ဓဂျူကောင်းတယ်လို့ပြောထားတာဟုတ်နည်းနည်းလေးပါဒီတစ်လလုံးမှာဗုဒ္ဓဂျူမကောင်းတာ1ရက်ကနေ9ရက်အထိဗုဒ္ဓသားသမီးတွေအတွက်မကြားခြင်းတဲ့သတင်းမျိုးတွေကြားရတာအစင်မပြေမှုတွေဖြစ်တာနော်ကိုတွေ့ခြင်းတဲ့လူနဲ့မတွေ့ရတာကိုပြောခြင်းတဲ့စကားတွေပြောခွင့်မရတာဒါ1ရက်ကနေ9ရက်ထိအောင်9ရက်ကနေ31ရက်ထိအောင်ကြတော့ကောင်းနေတဲ့ပြောပါစူပါရောင်းပါဝယ်ပါလှူရှားပါသူအလိုလာတာနော်အဲ့ဒါဆိုရင်ဗုဒ္ဓဂျူမင်းကြီးပြီးတာနဲ့တောက်ကြဂျူမင်းကြီးကိုသွားမယ်တောက်ကြဂျူမင်းကြီးက1ရက်5လ2026ကနေပြီးတော့31ရက်5လ2026ထိအောင်တောက်ကြဂျူမင်းကြီးက4လုံး5လုံး6လုံးယောဟနီမိဂတိအထွတ်နက္ခတ်များပေါ်ကိုစားသွားမယ်ဒီမေလတလာလုံးမှာဂျူ3လုံးပြောင်းပြီးတော့နက္ခတ်စီတာเนาะအဲ့တော့ဗုဒ္ဓသားသမီးတွေအတွက်သူတောက်ကြဂျူဆိုတာကဓနကာရကရှင်ရထားကာရကဟလာဝါဟနကာရကဓနကာရကအရင်သားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေဗုဒ္ဓသားသမီးတွေရှိနေမယ်ဆိုရင်ဒီလကောင်းတယ်ရှင်ရထားဝယ်ချင်တာလားဟလာခီးသွားလုပ်ငန်းတွေလုပ်ချင်တာလားအဆင်ပြေတယ်နော်ဒီလဗုဒ္ဓသားသမီးတွေအတွက်ဒီမေလတလာလုံးမကောင်းတဲ့ရက်မရှိဘူးဒါဗုဒ္ဓကောင်းတဲ့လဆိုရင်ငွေလွယ်လွယ်ကူရနိုင်တယ်ဗုဒ္ဓကောင်းရင်ငွေလွယ်လွယ်ကူရနိုင်တယ်တောက်ကြကျူကောင်းတာပေါ့နော်ဗုဒ္ဓသားသမီးတွေအတွက်ငွေရှာရမလွယ်ဘူးမခက်ဘူးငွေရှာလို့မခက်ဘူးဒီလားခါတိုင်းနဲ့ပို့ပြီးတော့လွယ်တယ်ဒီတလားလုံးငွေကြီးတိတ်ပြီးတော့ခက်ခဲမှာမဟုတ်ဘူးနော်အဆင်ပြေနေမှာငွေကြီးတွေဗုဒ္ဓသားသမီးတွေအတွက်
ဟိုသူကအလွန်ကောင်းနေတာတော့မဟုတ်ဘူးသို့တော့ပုံမှန်ကောင်းနေမှာနော်ပုံမှန်ကောင်းနေမဲ့လားငွေကြီးကအိမ်တော်ကြီးအခြေရောဆရာအိမ်တော်ကြီးအခြေလည်းကောင်းတယ်ဘုဒ္ဓသားသမီးတွေအတွက်ချစ်သူတဲ့အစဉ်ပြေတာဟုတ်လားနော်အိမ်တော်ကြီးနဲ့အစဉ်ပြေတာဟုတ်လားမိမိအဲ့တော့ဘုဒ္ဓသားသမီးတွေကအနုရွာအလှပါတွေနဲ့အကျိုးပေးတယ်လားဒီတောက်ကြချိုးကပြောတာနော်တောက်ကြချိုးကတော့အနုပညာတွေနဲ့ပါတယ်အနုပညာလုပ်နေတဲ့ဘုဒ္ဓသားသမီးတွေအစဉ်ပြေလိမ့်မယ်နော်အစဉ်ပြေလိမ့်မယ်ကိုလုံရက်တွေအရာထင်လိမ့်မယ်အများရဲ့အတိအမှတ်ပြုရခံရတယ်ဟိုအနုပညာနဲ့ပတ်သက်တဲ့ဇာန်တွေပေါ့နော်ကိုမြူးလိမ့်မယ်ဉာဏ်နေတဲ့ကိုမြူးလာလိမ့်မယ်ဘုဒ္ဓသားသမီးတွေကောင်းပါလေနော်တောက်ကြချိုးကြီးကပြောတာခီးသွားရရှိလားသွားပါရင်ထားတွေဝယ်ရရှိလားဝယ်ပါဟုတ်လားနော်အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ရရှိလားအနုပညာဆိုတာအကုန်ပါတယ်နော်တေယုဆောင်တာတွေသချင်းဆိုတာတွေကျန်တဲ့အနုပညာဆန်တဲ့လုပ်ငန်းတွေအားလုံးဘုဒ္ဓသားသမီးတွေအတွက်ဒီတလားလုံးလို့ကောင်းတယ်တဲ့ငွေကြီးကံလည်းကောင်းတယ်ချီးကံအိမ်တော်ကြီးကလည်းကောင်းတယ်အဲဒီလိုပြောတာနော်တောက်ကြယူကောင်းပြီဆိုငွေရှာလို့လွယ်တာဒါတွေပြောတာနော်ဟုတ်ပြီဘုဒ္ဓသားသမီးတွေအတွက်တောက်ကြယူနှက်ခတ်စီဟောခင်ပြီးတဲ့အချိန်မှာအင်္ဂါကျူနှက်ခတ်စီဟောခင်ကိုပြောမယ်ဘုဒ္ဓသားသမီးဒီအင်္ဂါကျူကတော့ပြဿနာတွေရုပ်တရက်ပြဿနာတွေပေါ့နော်ရုပ်တရက်ဖြစ်ပေါ်လာတဲ့ပြဿနာတွေအနေရတွေကိုညွှန်းတာနော်အဲ့တော့ဘုဒ္ဓသားသမီးတွေအတွက်တရက်9လကနေတဲ့ဘုဒ္ဓအင်္ဂါကျူမင်းကြီးက29လုံး29ရေဝတီအတဝနီဗရဏီဆိုတဲ့နက္ခတ်တွေပေါ့လေတစ်လုံးပြီးတစ်လုံးပြောင်းစီမှာနော်အဲ့လိုတစ်လုံးပြီးတစ်လုံးပြောင်းစီတဲ့အချိန်မှာတရက်နေ့ကနေ29ရက်နေ့တိအောင်နော်အနေရှိတယ်တလားလုံးပဲနော်29 30 31ဒီ3ရက်ကျတော့သူကောင်းတဲ့ထဲရောက်တယ်နော်တရက်နေ့ကနေ29ရက်နေ့ထိ29လုံးရေဝတီနက္ခတ်ပေါ်ကောစာသွားတဲ့အင်္ဂါကျူမင်းကြီးကောစာသွားတဲ့အချိန်17ရက်5လ2026မှာ29ရက်5လ2026အထိအတဝနီနက္ခတ်ပေါ်ဘုဒ္ဓအင်္ဂါကျူမင်းကြီးကောစာသွားတဲ့အချိန်မှာဘုဒ္ဓသားသမီးတွေအတွက်မကောင်းဘူးတဲ့မကောင်းဘူးဆိုတော့ဘုဒ္ဓသားသမီးတွေကျမ်းမာရေးကူဆိုင်ပါတော့ကျမ်းမာရေးလည်းကူဆိုင်ပါသူရုပ်တရက်သွေးထတူတာတို့ဟုတ်လားရုပ်တရက်ခိုင်းမိတာတို့ရုပ်တရက်အစင်မပြေဖြစ်တာတို့နော်ကျမ်းမာရေးအဓိကပေါ့နော်ကျမ်းမာရေးအဓိကပေါ့ခုကဗုဒ္ဓဘိုင်နက်ခတ်ပေါ်လဲစီမာလေဗုဒ္ဓသားသမီးတွေအတွက်ဗုဒ္ဓဘိုင်နက်ခတ်ပေါ်ကသူ17ရက်5လအထိစီမာအဲဗုဒ္ဓသားသမီးတွေအတွက်မကောင်းဘူးလေအဲ့တော့ကိုကအင်္ဂါကျူပေါ့အင်္ဂါကျူဆိုဥမာပေါ့အင်္ဂါကျူဆိုတာရုပ်တရက်ဖြတ်တော့တာမကူဖုံးရုပ်တရက်ပြတ်သွားတာတို့ကူဖုံးရုပ်တရက်ခိုးခံရတာတို့နော်အင်္ဂါကျူဆိုတာလူစုလူမိုက်တွေကိုလည်းညွှန်းတယ်နော်ဟိုပေါ့တကူချဘူးတွေကိုလည်းညွှန်းတယ်နော်အဲ့တော့အနေရှိတယ်ညမှုညတာတွေခီးသိပ်ပြီးတော့ဟိုအပြေမထွက်နဲ့နော်ဗုဒ္ဓသားသမီးစကားပြောဆင်ញင်ဟိုဒီအင်္ဂါကျူကရန်ဖြစ်နိုင်တဲ့ဟာပြဿနာဖြစ်နိုင်တဲ့ဟာတွေမပြောနဲ့ပြဿနာဖြစ်နိုင်တဲ့နေရာတွေမသွားနဲ့ဝေးဝေးနေတလားလုံးပဲ29ရက်နေ့ထိအောင်နော်မကောင်းဘူးနော်မကောင်းဘူးဆိုတာကဗျာဟိုပေါ့ဟိုအသေးစိတ်ကြီးသိခွဲနေစရာမလိုပါဘူးနော်ငါဒီလပြဿနာပေါ်ရတယ်ကျန်တာရောက်ကောင်းနေမှာငွေကြီးကန်နေလုပ်ငန်းကန်နေအယောင်းဝယ်ကန်နေဒါတွေတော့ကောင်းနေမှာသို့တော်လည်းပြဿနာပေါ်တာလေဥမာပေါ့ရောင်းကောင်းနေတယ်ရောင်းကောင်းနေတယ်ရောင်းဝယ်သမားတွေရောင်းကောင်းနေတယ်ရောင်းကောင်းနေတယ်ရောင်းကောင်းနေရင်အခုခံလိုက်ရတာမျိုးဖြစ်နိုင်တာပဲလေဒါနော်အပစ္စည်းတွေပျောက်သွားတာမျိုးနော်အဲ့ဒါမျိုးတွေဖြစ်နိုင်တယ်ရုပ်တရက်ပျောက်တာမျိုးတယ်လီဖုန်းတွေပါရုပ်တရက်ကြကွဲတာမျိုးအလူလူအဲရာဖြစ်သွားတာမျိုးတွေအကုန်ကျုံနိုင်တယ်နော်ဘုဒ္ဓသားသမီးတွေအတွက်ဟုတ်ပြီနော်အဲ့ဒါဘယ်ထိအောင်မကောင်းတာတော့ဆိုတော့ခုနကျွန်တော်ပြော29ရက်နေ့တိအောင်30 31မှာနည်းနည်းလေးကောင်းတဲ့အတန်လေးမြည်လာမှာဟုတ်ပြီစနေယူသွားမယ်စနေဂျူမင်းကြီးကဒီမေလာထဲမှာတရက်9လနီး18ရက်9လအထိရေဦးဒီနက်ခတ်ဘောကောစာသွားနေတယ်18ရက်9လကနေပြီးတော့29ရက်18ရက်9လနေပြီးတော့31ရက်9လချီအောင်
တရက်9လ2026က19ရက်9လ2026အထိဥဒ္ဒရာပရိုက်နက်ခတ်ဘောကောဇာစနီဂျူမီစနီသွားနေတယ်19ရက်9လကနေ30ရက်9လအထိယူရီနက်ခတ်ဘောစနီဂျူမီကောဇာသွားမယ်အဲ့ဒီရဲ့အကျိုးသက်ရောက်မှုကဗုဒ္ဓသားသမီးတွေအတွက်17ရက်နေ့ထိအောင်တော့ကောင်းတယ်ဗျာတရက်နေ့ကနေ17ရက်နေ့ထိအောင်ကောင်းတယ်18တရက်နေ့ကနေ18ရက်နေ့ထိအောင်ကောင်းတယ်18ရက်9လကနေ31ရက်9လကျတော့မကောင်းဟောအဲ့တော့ဒီမီလာထဲမှာအင်္ဂါဂျူကလည်းဗုဒ္ဓသားသမီးတွေကိုမကောင်းဘူးလို့ပြောတယ်အင်္ဂါဂျူမကောင်းပြောတာကတရက်နေ့ကနေ29ရက်နေ့ထိမကောင်းပြောတာဟုတ်တယ်နော်တခါနောက်စနေဂျူနဲ့ခက်စီကနေကြည်ဟောမယ်ဆိုရင်18ရက်9လကနေ31ရက်9လအထိမကောင်းအဲ့တော့ဒီဗုဒ္ဓသားသမီးတွေအတွက်က18ရက်9လ2026ကနေ29ရက်9လ2020အင်္ဂါဝဗုဒ္ဓကမကောင်းပြောတာငါဗုဒ္ဓသားသမီးတွေအင်္ဂါဝဗုဒ္ဓကမကောင်းအကယ်၍ပေါ့မိမိရဲ့မီဒီယာလုပ်နေတဲ့လူဆိုရင်မကောင်းနော်မကောင်းဘာမကောင်းတာတော့ဆရာဆိုဗုဒ္ဓမကောင်းပြောတော့ဗုဒ္ဓမကောင်းတော့ဗုဒ္ဓကမီဒီယာတွေလိဆက်သွယ်ရေးတွေနော်ဒီကမ္ဘာမီဒီယာကိစ္စအထိဟိုဖြစ်လို့ရတယ်ညံချဲ့လို့ရတယ်နော်ဗုဒ္ဓသားသမီးတွေမကောင်းဂူးဆိုင်ပါဆိုအမှန်မှာတော့အနေရှိတယ်နော်ပြဿနာတွေပေါ်ရတယ်ဥတွေနဲ့မလွတ်ကင်းတဲ့အလုပ်တွေလုပ်နေတဲ့ဗုဒ္ဓသားသမီးဆိုရင်ရုပ်တရက်မမှုခင်းပြဿနာတွေပေါ်ပေါက်တတ်တယ်ရုပ်တရက်အစင်မပြေမှုတွေဟလာအဖမ်းခံရတာတွေပါလေပေါ့နော်အဲ့ဒီတွေးလို့ရတယ်အာယုံကျိုးနဲ့ပတ်သက်တဲ့ယောဂတွေခံစားရတတ်တယ်ဗုဒ္ဓသားသမီးဟုတ်ပြီနော်နောက်ယာဟုကြည့်မယ်ယာဟုကတရက်9လ2026ကနေ31ရက်9လချီအောင်တသက်ပြီးချက်နဲ့ခတ်ပုံမှာပဲသွားတယ်ဗုဒ္ဓသားသမီးကြီးကောင်းနေတဲ့ယာဟုကျိုးကတော့ဒုက္ခမပေးဘူးအင်္ဂါနဲ့စနေတွဲပြီးတော့18ရက်နေ့ကနေ29ရက်နေ့ထိပေးထားတယ်နော်အစင်မပြေမှုတွေပေးထားတယ်ပြဿနာကိုပေးထားတယ်အနေကြောက်နိုင်တယ်လို့ပြောထားတယ်တတိထားပါရရကတော့ဘုရုသားသမီးတွေအတွက်အပတ်စဉ်ရရကိုပေးထားမှာပါနော်ပြီးတော့မှာပါအပတ်စဉ်လက်ကီနမတွေပေးထားမယ်ဒါကတော့ကောင်းခြင်းစုခြင်းတွေကိုတလားစာကြူပြီးတော့ငါဘယ်နာလေးမှမကောင်းဘူးငါဘယ်နာလေးမှကောင်းတယ်ဘာကိစ္စတွေဆိုတာပြောတာနော်အဲ့တော့ဘုလူသားသမီးစက်ဝယ်လို့မကောင်းဘူးစက်ရန်တရားတွေဝယ်လို့မကောင်းတရက်ကနေစက်ပစ္စည်းတွေဟုတ်လားနော်စက်ရန်တရားလက်နဲ့ကလီယာတစားပလာတွေသုံးပြီးတော့လုပ်နေရတဲ့ဘုလူသားသမီးအနေရှိရနော် give side ဟုတ်လားဒါဆိုရင်ဗုဒ္ဓသားသမီးတွေအတွက်မီလာဒလာစာဟောတာပြည်ဆုံးပါပြီနော်အားလုံးကောင်းကျိုးချမ်းသာမှန်သမျှရရှိပါစေ